ခေတ်မှာအမတမကြောက်စရာကောင်းတဲ့တေချာစဉ်းစားကြည့်အကုသိုလ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေဆိုရစို့ပါဏာတိပါဒအမှုကိုပြုနေတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ရတဲ့ထင်လို့လုပ်တာအကုသိုလ်မှန်သိလို့လုပ်တာမဟုတ်ဘူးတပ်ဖြတ်ပြီးတော့ရင့်နှံပူဇော်တဲ့ပုဂ္ဂိုလ်တွေသွားမေးကြည့်မြတ်စွာဘုရားလက်ထက်တုန်းကသာသတ်ရစ်တွေဆိုတာရှိရစ်တွေပူဇော်တဲ့ထဲမှာသဗ္ဗစတုကရစ်တို့သဗ္ဗအထကရစ်တို့သဗ္ဗတတကရစ်တို့သဗ္ဗတတကရစ်တို့ဘာလို့ထားတော့ဆိုရင်အသေးဆုံးရှစ်ပူဇော်မှုကဘာလဲဆိုရင်တတ္တဝါတွေတတ်တာပဲအသားစားတဲ့လူနဲ့အသားပေါ်တဲ့လူတချို့ဘာသာရေးကိုင်းကဘယ်လိုယူဆတော့ဆိုစားတဲ့လူနဲ့တတ်တဲ့လူအကုသိုလ်ဖြစ်တာချင်း50-50တဲ့50-50ဆိုတော့တို့ပြောတယ်အဲ့ဒါချိန်ဝါဒအဲ့ဒီတိုင်းရှိ50-50ပဲနော်တတ်တဲ့လူက50%ပတ်သက်တယ်စားတဲ့လူက50%ပတ်သက်တယ်အဲ့ဒါကိုတော့မြတ်စွာဘုရားလက်မခံဘာလို့လက်မခံတော့လို့ဆိုတော့စဉ်းစားကြည့်ပေါ့တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်နဲ့တစ်မျိုးစီပဲလေတခုတော့ရှိတာပေါ့ငါအတွက်တတ်ပါစေဆိုတဲ့စိတ်ရှိရင်တော့သူလည်းပါမှာပေါ့အဲ့ဒါဆိုရင်အဲ့လိုမဟုတ်ဘူးဈေးတွေ့လို့ဝယ်စားတယ်နော်ဈေးတွေ့လို့ဝယ်စားတယ်အသားဆိုင်ကဝယ်စားလိုက်တယ်နောက်တတ်ကြပါစေဆိုတဲ့စိတ်လည်းမရှိဘူးသူ့မှာအသားအနေနဲ့ပဲဝယ်စားလိုက်တယ်သို့တော့သူ့စိတ်ထဲမှာတေးပါစေဆိုတဲ့စိတ်တခုမှမထားဘူးစားစရာတစ်ခုအနေနဲ့ဝယ်စားတယ်စိတ်ကဖြူစင်အဲ့ဒါကိုမြတ်စွာဘုရားကဥပမာဘာနဲ့ပေးတော့ဆိုလို့ရှိရင်လက်မှာဒဏ်ရာအနာတရားမရှိဘူးဆိုလို့ရှိရင်အစိတ်ကင်ပေမဲ့လို့အစိတ်မသိဘူးတဲ့ဆိုလိုတာကကိုယ်စိတ်ကစင်ကြယ်တန်ရှင်းနေရင်အကုသိုလ်မဖြစ်ဘူးလို့ဒီလိုပြောတာအဲ့တော့ကောင်းပြီလောကမှာအကုသိုလ်ဘယ်လိုလုပ်ရင်ဖြစ်တယ်ဘယ်လိုလုပ်ရင်မဖြစ်ဘူးဆိုတာဒါသိဖို့အမှန်တမ်းအရေးကြီးခေါင်းရွှေချင်းဆရာတော်ကြီးကရေးတယ်တနှစ်တစ်ခါငရဲရှာလူရွာဖျားပွဲငရဲတပိဋ္ဌာကုသိုလ်တပည့်ငရဲတပိဋ္ဌာစာတမ်းမှာဒီလိုရေးထားဘာဖြစ်လို့တော့ဆိုတော့သူခေတ်မှာခုနဖျားပွဲတွေဟာဝက်တာကြက်တာနဲ့သားတွေတတ်ပြီးတော့အင်္ဂါတွေပင့်ပြီးတော့ဆွန်ကြွေးကြတယ်ဘာလုပ်ကြတယ်ဧည့်သည်တွေအခခံကြတယ်ဒီလိုတွေဖြစ်တာဟုတ်အဲ့ဒါကြောင့်မလို့သားကောင်တွေတတ်ပြီးတော့ဒါနကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်သူတတ်တဲ့အပိုင်းကတစ်ပိုင်းဒါနကောင်းမှုလုပ်တာတစ်ပိုင်းတတ်တဲ့အပိုင်းကအကုသိုလ်ဖြစ်တယ်ဒါနကောင်းမှုလုပ်တာကုသိုလ်ဖြစ်တယ်အဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဒါနရလိုက်တာကနည်းနည်းငရဲကြီးတာကများများအဲ့ဒါကိုရည်ရွယ်ပြီးတော့သူကကုသိုလ်တပည့်ငရဲတပိဋ္ဌာလို့ပြောတာနော်ကုသိုလ်ကတပည့်ငရဲတပိဋ္ဌာကြားမှုကြပါလိမ့်မယ်အမျိုးသမီးတယောက်အိမ်ကိုဧည့်သည်ရောက်လာအဲ့ဒီနေ့မှလဲအသားမပေါ်ရဥပရိယအသားပဲမဝင်မြအိမ်ရောက်လာတဲ့ဧည့်သည်ကိုလည်းသူကဟင်းကောင်းနဲ့ဧည့်ခံတယ်အိမ်မှာမွေးထားတဲ့စိတ်ကလေးကိုလဲလှီးပြီးတော့ချက်အဲ့ဒီအမျိုးသမီးဟာဘဝတိုင်းမှာသူကဒီလဲလှီးပြီးတော့ချက်လိုက်လို့ငရဲတော့သူကြသွားပြီးငရဲကလွတ်တဲ့အခါကျတော့ဇက်ပြတ်ပြီးတော့သေရတဲ့ဘဝမနေဘူးလေ။ဒါကြောင့်မို့လို့တချို့ကပြောစိတ်မွေးအမြခံရတယ်တချို့ကထင်ကောင်းထင်လိုက်ပြီကိုကတခါတည်းတတ်တာဘာဖြစ်လို့ဒီလောက်ခံရတော့ဆိုလူရဲ့တဏ္ဍာမှာဖြစ်တဲ့စေတနာနဲတာမှမဟုတ်တာအဲ့ဒါမေးလို့ရှိရင်ကိုပြန်မေးရလိမ့်မယ်တရားပင်ဆိုင်တဲ့အခါမှာတစည်းတည်းဆိုင်အပင်အသီးတော့တစ်လုံးနဲ့သီးသလားသို့မဟုတ်အများကြီးသီးတာလားဟောတခုတည်းလုပ်ပြီမဲ့လို့အများကြီးရတယ်ဆိုတာထင်ရှားတယ်နော်အများကြီးရတယ်ဆိုတာထင်ရှားတယ်လူရဲ့တဏ္ဍာမှာစိတ်စေတနာတွေကမြောင်များစွာဖြစ်တာလက်ဖြစ်တဲ့အတွင်းမှာဂရေ3သိန်းလောက်ဆိုစေတနာပေါင်းဟာဂရေ3သိန်းလောက်ဖြစ်သွားတယ်အဲ့ထက်မဲ့အကျိုးပေးနိုင်တဲ့စေတနာတွေမြောင်များစွာပါတယ်
ဒါကြောင့်မို့မြတ်စွာဘုရားကကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲတိရစ္ဆာန်ကိုလှူလို့ရှိရင်အစတရားတဲ့ကိုချင်းတရားမကောင်းတဲ့လူတယောက်ကိုလှူရင်အစတစ်ထောင်တဲ့ဟောဒီလိုပြောတာနော်အဲ့တော့ခုနကအကုသိုလ်လုပ်တွေလုပ်လို့အကုသိုလ်တွေဖြစ်လာပြီဆိုလို့ရှိရင်လေဒီလိုပဲခံရကဲအဲ့ဒီအမျိုးသမီးကဧည့်သည်ကိုကျွေးမွေးအခက်ခံနေတာဒါကုသိုလ်ပဲကျွေးခြင်းမွေးခြင်းတယ်မှန်တယ်ဒါကုသိုလ်သို့သောစိတ်ကလေးကိုတတ်လိုက်တာတော့အကုသိုလ်ပေါ့အဲ့ဒီအကုသိုလ်ကိုခံရတယ်ကုသိုလ်ရဲ့အကျိုးခံရတာဘယ်လောက်မထင်ရှားပဲနဲ့လူဘဝရလာတိုင်းသို့မဟုတ်ဘဝတစ်ခုရတိုင်းဇက်ပြတ်ပြီးတော့သိရတယ်တဲ့အဲ့ဒီအကုသိုလ်ဟောခံလဲရတာအများကြီးခံအဲ့ဒါမျိုးကိုရည်ရွယ်ပြောတာကုသိုလ်တပည့်ငရဲကတပိဋ္ဌာဒီလိုခံရရင်ဘယ်ဟိုရင်းဖြစ်မယ်တော်တော်လေးကြောက်စရာကောင်းတဲ့ဟာတစ်ခုပေါ့